တက်သက်မှာတခါသာမြင်တွေ့နိုင်တဲ့အင်္ဂလန်ကစားသမားကိုထုတ်ပြောပြသွားတဲ့မက်ဆီလက်ရှိကမ္ဘာအကောင်ဆုံးကစားသမားတွေကဂုတ်တဝူးဖြစ်သတ်မှတ်ခံထားပြီးတော့ဘောလုံးနောဆု၈ကြိမ်ရရှိထားတဲ့လီယိုနယ်မက်ဆီဟာဘောလုံးလောကနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးတဲ့ခါတိုင်းမှာကမ္ဘာတစ်ခုလုံးအာရုံစိုက်လေးရှိကြပါတယ်အင်္ဂလန်ပရိသတ်တွေအနေနဲ့ဆယ်စုနှစ်6ခုကြာဖလားဆွတ်ခူးမှုမရှိတဲ့အခါတိုင်းမှာမက်ဆီလိုအရေးချင်းမျိုးသူတို့အသင်းမှာရှိစေခြင်းခဲ့ကြပေမဲ့အင်နာမယာမီကျေပွင့်မက်ဆီကတော့မကြာသေးမီနှစ်တွေတွင်အင်္ဂလန်မှာတစ်ခေတ်မှာတစ်ကြိမ်သာပေါ်ထွက်လာခဲ့တဲ့အရေးချင်းရှိသူဖြစ်အင်္ဂလန်ကစားသမားတစ်ယောက်ကိုရွေးချယ်ခဲ့ပါတယ်2015ခုနှစ်တုန်းကမက်ဆီကမန်ချက်စတာယူနိုက်တက်တိုက်စစ်မှုဝိန်းရိုးနီကိုအင်္ဂလန်ရဲ့ဂိုးသွင်းအများဆုံးသွင်းယူသူဖြစ်လာပြီးနောက်မှာအခုလိုချီးကျူးခဲ့ခြင်းပဲဖြစ်ပါတယ် The Standard သတင်းစာရဲ့ဖော်ပြချက်အရမက်ဆီကဝိန်းရိုးနီကကျွန်တော်အတွက်တစ်ခေတ်မှာတစ်ကြိမ်သာပေါ်ထွက်လာတဲ့ကစားသမားပါပဲတခြားသူတွေနိုင်ရှင်လို့မရတဲ့ထူးခြားတဲ့ကစားသမားတွေကတယောက်ပါပဲလို့ပြောကြားခဲ့ပါတယ်မက်ဆီကရိုနီရဲ့ထူးခြားတဲ့အရေးသွေးနီးစနစ်ပိုင်းကျွမ်းကျင်မှုနဲ့သူနဲ့တူတူရင်ဆိုင်ခဲ့မှုတဲ့ကစားသမားတွေထဲမှာလောကအကောင်းဆုံးအတန်မာဆုံးတဦးလေးဖြစ်ကြောင်းမိမောင်းထိုးပြခဲ့ပါတယ်။အဲဒီချိန်ကရိုနီယာယူရို2016အတွက်အင်္ဂလန်ကိုပထမဦးဆုံးအသင်းဖြစ်ခြေစစ်ပွဲအောင်ဖို့အတွက်ကူညီပေးခဲ့ပြီးတော့မက်ဆီကရိုနီယာအနိုင်ရရှိသူတစ်ယောက်ပါ။သူကဖလားအိမ်ထဲမှာအဓိပ္ပာယ်ရှိတဲ့အောင်မြင်မှုတွေကိုပဲအာရုံစိုက်တဲ့သူပါလို့ထီးကျူးခဲ့ပြီးတော့အသင်းစိတ်သက်ကိုပထမဦးစားပေးတဲ့သူ့ရဲ့စိတ်နေသဘောထားကိုလည်းအလေးပေးပြောကြားခဲ့ပါ။အသက်ငယ်ရွယ်စဉ်ကတည်းကအေဗာတန်မှာစတင်ထွန်းတောက်ခဲ့ပြီးတော့အသက်18နှစ်ရွယ်ယူရို2004မှာကျဲပွဲအဖြစ်ခြေစွမ်းပြခဲ့တဲ့ရိုနီကပီလီနဲ့တောင်နိုင်ရှင်ခဲ့ရတဲ့ဖီအားနဲ့ကြီးမားတဲ့မျှော်လင့်ချက်တွေကိုကျော်လွန်အောင်လှုံ့ဆော်နိုင်ခဲ့ပြီးမန်ချက်စတာယူနိုက်တက်ရဲ့ဂိုးအများဆုံးသွင်းယူသူဖြစ်ကစားသမားဘဝကိုအဆုံးသတ်စေခဲ့ပါသည်ရိုနီယာကစားသမားဘဝအနားယူပြီးတဲ့နောက်ဒါဘီကောင်နီ DC ယူနိုက်တက်ဘာမင်ဂမ်စီးတီးနဲ့နောက်ဆုံးပလိုင်းမောက်အာဂိုင်းအပါဝင်ကလပ်အသင်း၄သင်းမှာမန်နေဂျာဖြစ်တာဝန်ယူခဲ့ပူပါတယ်ဒါမဲ့လည်းပလိုင်းမောက်ကနေပြီးတော့2024ဒီဇင်ဘာလမှာထွက်ခွာခဲ့ပြီးတဲ့နောက်နီးပြဘဝကိုခဏတာရပ်ဆိုင်းထားပါတယ်လက်ရှိအချိန်မှာတော့ရိုနီက BBC ရဲ့အထင်ကြီးဘောလုံးအစီအစဉ်ဖြစ်တဲ့ Match of the Day အတွက်ပုံမှန်သုံးသက်သူဖြစ်စာချုပ်ချုပ်ဆိုထားပြီးတော့ရုပ်သံဖန်သားပြင်မှာပုံမှန်မြင်တွေ့နေရပါတယ်ဒါပြင်2026ကမ္ဘာဖလားအပါဝင်အဓိကဘောလုံးပွဲစဉ်ကြီးတွေမှာလည်းကျွမ်းကျင်သုံးသက်သူဖြစ်ပါဝင်ဖို့အတွက်ဆင်ထားပါတယ်ရိုနီကနီးပြချုပ်ဖြစ်ပြန်လည်လောက်ကင်ဖို့ဆန္ဒရှိစေဖြစ်ကြောင်းထုတ်ပေါ်ပြောကြားမှုပေမဲ့လက်တလုံးမှာတော့ရုပ်သံလောကနဲ့တခြားစီးပွားရေးလုပ်ငန်းတွေမှာအာရုံစိုက်နေရပဲဖြစ်ပါတယ်